ပါဒီနေ့ကျွန်တော်ဆော့ပြမယ်ဒီနေ့ဆော့ပြမယ်ဟာတော့ဒီမှာ Netflix GTA4 ပေါ့နော်အားလုံးကြီးက Netflix ကိုတော့အားလုံးသိကြတယ် Netflix GTA4 ကကောင်းလားဆိုကောင်းပါတယ်ကျွန်တော်မှာတော့ဒီတနက်တွေကတော့ခုနယူထားတယ်ရဲတွေလိုက်လို့ဒီနောက်မှာပဲကျွန်တော်ပြလိုက်တော့မယ်ဗျဘယ်လိုတွေ့ရလဲဆိုရင်တော့နောက်ဗီဒီယိုမှာပဲကျွန်တော်ပြောပြမယ်အိုးလူတွေကိုကျွန်တော်ခုနကဒီမှာတတ်ထားဗျအားလုံးပြေးသွားကြကျွန်တော်တယောက်တည်းကြံတာကျွန်တော်ကရေရောက်ထဲမြုပ်သွားတယ်ကျွန်တော်ကရေရောက်ထဲမြုပ်သွားတော့မဟုတ်ဘာမှဆိုမြုပ်ရင်မြင်ရတယ်ခုနကဒီဘက်မှာလူတွေထိုင်နေကြတနက်နဲ့ချိန်ပြီးပြစ်လိုက်တယ်ပြီးတော့တနက်ရန်ကြတော့အားလုံးကပြေးသွားကြအောင်မဒီကြီးဒီဘက်မှာဆိုလည်းဟွာတွေရှိတယ်မိုက်တော့မိုက်တွေဗျကျွန်တော်တို့တော်တော်မိုက်တယ်ဗျဒီအောက်ကိုကျွန်တော်ဆင်းမယ်မာတပါလီလည်းတော့မသိဘူးဒီမှာဆိုရင်ဒီဘက်ဒီမှာဆိုရင်ခုနကကားနဲ့လိုက်တိုက်တာလူရှင်းလေးနာပဲအိုးခုနကကျွန်တော်နောက်ဆုံးကဘုံပေါက်တဲ့နေရာကြီးဒီနေရာပဲဟိုရဲလိုက်လို့ဘုံပေါက်ခဲ့တာဒီမှာချစ်တယ်ဗျဒီမှာဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်ဘိုင်ဘိုင်